စပင်ဖြောင်းတဲ့အခါမှာအချမ်းလန့်ရတဲ့အကြောင်းရင်းလေးကိုဒီဗီဒီယိုဖိုင်လေးမှာပြသပေးချင်တာပဲဖြစ်ပါတယ်။ဒါကစပင်ဖြောင်းတဲ့အခါမှာဆိုရင်အဲ့ဒီကစပင်ညက်မယ်ဆိုရင်ဆေးမထည့်ခင်မှာစပင်ကိုညက်ပေးရမှာပဲဖြစ်ပါတယ်။ဆေးဝင်ပြီးသွားတဲ့မှာကျမတို့စပင်ညက်မယ်ဆိုရင်အချမ်းလန့်တာမျိုးတွေဖြစ်နိုင်ပါတယ်။နောက်တစ်ချက်အနေနဲ့ဆိုရင်ကျမတို့စံသားတွေကပျက်စီးနေတယ်ဆိုပြီးတော့အပိုင်းတွေမှာခံစေးတွေတိမ့်မယ်။လိမ့်ပြီးတော့ဆော့တွေဆက်ပြီးတော့ကျမတို့စပင်ဖြောင်းခဲ့မယ်ဆိုရင်လည်းဆေးမဝင်ဖြစ်ပြီးတော့စံသားလန့်တာမျိုးတွေဖြစ်နိုင်ပါတယ်။ဒါကြောင့်မလို့ကျမတို့ဆေးမဝင်ဆေးဝင်မဝင်ကိုတေချာစစ်တက်ရမယ်။ဆေးတင်းဆေးပြော့ကိုတေချာဆက်တက်ရမယ်။ခံစေးမှာမတုံးသင့်ဘူးလားဆိုတာအသေးစိတ်ခွဲခြားတတ်ရမှာပဲဖြစ်ပါတယ်။ပတ်သက်ပြီးတော့တစ်ချက်ပို့ပြီးသိချင်တယ်ဆိုရင်6လပိုင်းမှာဆိုရင်ဇွန်နဲ့တေချာပေးမယ်အချောင်း online class လေးရှိပါတယ်။ကျမတို့ online ကနေတင်တာဆိုရင်ကျမတက်ရောက်ချင်းစီကို2ပိန်းခွဲယူတာပေါ့နော်။ဒီဗီဒီယိုဖိုင်လေးကနေပြီးတော့အနှံ့မယ်ဆိုရင်9900နဲ့ရရှိမှာပဲဖြစ်ပါတယ်။အကယ်၍ပေါ့နော်အချောင်းကိုစိတ်ဝင်စားတဲ့အသက်မွေးဝမ်းကြောင်းလုပ်ချင်တယ်ဆိုရင်ကျမရဲ့ TikTok message လေးမှာလာရောက်စီးရင်ပေးသွင်းလို့ရပါတယ်။ကျေးဇူးတင်ပါတယ်